level 2မှာပေါင်းလို့ရတယ်ဆိုတဲ့စကားကြားလိုက်ရတဲ့အခါမှာမာနကြီးရဲ့စကားလို့ထင်ကောင်းထင်နေကြပါမှာတကယ်တော့ဒါဟာကျွန်တော်တို့ဘဝရဲ့အမှတ်တရားတစ်ခုပါပဲကျွန်တော်ငယ်ငယ်တုန်းကတော့မှတင်ချပါတာကိုပြန်စဉ်းစားကြည့်ပါ equation တစ်ခုရဲ့အဖြေကိုထုတ်ဖို့ဆိုရင်ဘယ်ဘက်မှာရှိတဲ့ကိန်းဂဏန်းနဲ့ညာဘက်မှာရှိတဲ့ကိန်းဂဏန်းကိုအရင်တူအောင်လုပ်ရပါတယ်အဲ့ဒါမှပဲကျွန်တော်တို့ဖြေရှင်းမဲ့ပုံစံအဖြေထွက်မှာဖြစ်ပါတယ်လူမှုဆက်ဆံရေးတွေမှာလည်းအဲ့ဒီတဘောတရားကအတူတူပါပဲဒီမှာပြောတဲ့ level ဆိုတာကျွန်တော်တို့ဝင်ကြီးပညာရေးဂုဏ်တူဂုဏ်တိတ်ခါတွေကိုဆိုလိုတာမဟုတ်ပါဘူးလူသားတယောက်ရဲ့အတွေ့အခေါ်အမြင်ကျယ်မှုနားလည်ပေးနိုင်မှုတာဝန်ခံမှုစိတ်တန်ရှင်းချမ်းမှုနဲ့ဉာဏ်ရည်ဉာဏ်တွေးတို့ကိုဆိုလိုတာဖြစ်ပါတယ်လူနှစ်ယောက်အတွေ့အခေါ် level မတူပဲပြဿနာတစ်ခုကိုကျွန်တော်တို့ဖြေရှင်းကြတဲ့အခါမှာတယောက်ကဖြေရှင်းဖို့ကြိုးစားနေချိန်မှာနောက်တစ်ယောက်ကအနိုင်ယူဖို့ပဲကြိုးစားနေနိုင်ပါတယ်လူတစ်ယောက်ကအကြောင်းပြချက်ကိုနားလည်နေချိန်မှာနောက်တစ်ယောက်ကခံစားချက်ကိုပဲကျွန်တော်တို့ရှေ့တန်းသိနေနိုင်ပါတယ်တယောက်ကအနာဂတ်အကြောင်းကိုတွေးနေပြီးမြဲနောက်ထပ်တယောက်ကတော့လက်ရှိစိတ်ခံစားချက်ထဲမှာပဲရှိနေနိုင်ပါတယ်ဒီလိုအချိန်မျိုးမှာဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာထက် level ညီမျှမှုမတူညီတာကပိုပြီးတော့မှအရေးကြီးတဲ့အချက်ဖြစ်နေနိုင်ပါတယ်လင်းရုံနဲ့တကောင်နဲ့ကြက်တကောင်ဟာတူညီတဲ့ကောင်းကင်အောက်မှာပဲရှိနေကြပြီမြဲသူတို့ရဲ့မြင်ကွင်းတွေကမတူညီကြပါဘူးလင်းရုံကအဝေးကြီးကိုမြင်နိုင်ပေမဲ့ချက်ကတော့သူ့ရဲ့မျက်စိရှိတဲ့ကအရာကိုပဲမြင်နိုင်ပါတယ်လူတွေကလည်းဒီလိုပါပဲကိုမြင်တဲ့အရာကိုအခြားလူလည်းမြင်ရမယ်လို့မမျှော်လင့်တင်ပါဘူးကိုနားလေတဲ့အရာကိုတခြားလူလည်းနားလေရမယ်လို့မယူဆတင်ပါဘူးတချို့လူတွေနဲ့ငြင်းခုန်ရတာဟာအဖြေမရတာဟာသူတို့မကောင်းလို့မဟုတ်ပါဘူးသူတို့ရောက်နေတဲ့ level နဲ့ကိုရောက်နေတဲ့ level ဟာမတူနေလို့ဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ဘဝမှာလူတိုင်းကိုလိုဖြစ်ဖို့ကြိုးစားနေမယ်အစားကိုပိုကောင်းတဲ့ level ပိုရင့်ကျက်အောင်ပိုမြင့်တဲ့ level တစ်ခုရအောင်ကြိုးစားတင်ပါတယ်။ဘာလို့လဲဆိုတော့ level တက်လာတဲ့အခါငင်းခုန်မှုတွေလျော့လာမယ်။နားလည်မှုတွေများလာမယ်။အစင်မပြေတဲ့လူတွေကိုအနိုင်ယူဖို့မလိုတော့ပဲအေးဆေးရှောက်သွားနိုင်ပါတယ်။နောက်ဆုံးမှာတော့လူတိုင်းကိုအစင်ရအောင်ဆွဲတင်ဖို့ထက်ကိုပိုမြင့်တဲ့အဆင့်တစ်ခုရအောင်ကြိုးစားတာပိုပြီးတော့အရေးကြီးပါတယ်ဆက်ဆံရေးတစ်ခု relationship တစ်ခုမှာ level မတူတဲ့အခါမှာအသက်နိုင်ဆုံး level တူအောင်ညှိနှိုင်းရပါမယ်နောက်ဆုံးဘလို့မှညှိနှိုင်းလို့အဆင်မပြေတော့ဘူးကိုဘလောက်ပဲဆွဲခေါ်ကိုဘလောက်ပဲအောက်ကိုဆင်ပေး level တူအောင်ညှိလို့မရတော့ဘူးဆိုရင်တော့အဲဒီ relationship အဲဒီ conversation အဲဒီအလုပ်ကနေပြီးတော့မှထွက်ဖို့လိုအပ်လာပါတယ် level တူတဲ့အခါပေါင်းတင်းဆက်ဆံရေးပုံမခိုင်မာလာတယ် level တူတဲ့ဟာစကားပြောရတာပို့ပြီးတော့မှလွယ်ကူလာပါတယ်နားလည်မှုပိုရှိလာပါတယ် level 2အချင်းချင်းပြဿနာတွေကိုအတူတကွဖြေရှင်းနိုင်ပါတယ်ဒါကြောင့်မလို့ level မတူတဲ့အခါမှာငင်းခုန်မှုတွေလုပ်နေမဲ့အစားအသက်နိုင်ဆုံး level 2အောင်ညှိကြည့်ပါအကယ်၍ရုပ်ဆွာဆုံးနောက်ဆုံးထိမတူညီနိုင်တော့ဘူးဆိုရင်တော့အဲ့ဒီရဲ့ဝင်ကနေရုံထွက်နိုင်အောင်ကြိုးစားလိုက်ပါလို့ကြံပေးချင်ပါတယ်